စ်များစူစီယာနေရာဆွဆွဲစရာမရှိတော့ယောက်ျားလေးချင်းပြန်ပြီးတော့ဆွဆွဲတယ် ဇာနေကအရန်ကိုချောမောပြီးလှပါတယ်မင်းကလေးတယောက်ဇာနေထိတ်ထားတဲ့ချူမရာနိုင်ဆိုတဲ့မိန်းမတစ်ယောက်ကခက်ညက်ညက်မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတော့သူတို့သိအောင်လေးပါ ပိန်လို့အတွက်ဆိုရင်အမြဲတမ်း stand by မှာ နေပါအောင်ရှင်းတဲ့သူများဘာကြီးလဲ Promise is to be broken မရာအကတိတို့တိတ်မုံလားမမသားချင်းကိုချင်းစားတဲ့စိတ်နည်းနည်းလေးမှမရှိအောင်တော့သူတိတ်အံ့ဩတယ် ရှင်ထဲကနေတစ်ခုခုဆွဲထုတ်ခံရတဲ့ခါမှာဘလို့ခံစားရတယ်ဆိုတော့ချူရနိုင်ကိုချင်းဆိုင်တတ်တော့ အင်္ဂါနေ့တိုင်းည9:15မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်အချစ်များစူစီယာ